တက်တရားလည်းမှန်းမယ်ယောနီတော်အမေရိကာကရှိတဲ့လူလည်းဖြစ်ရအောင်မယ်အဲ့ဒီအကြောင်းတရားတွေစုံတော့မှတရားရနိုင်မှာမဟုတ်ဘူး စကားလေးပြီးအောင်ပြောပါယောနီ ယောနီတော်အမေရိကာကလေအဲ့ဒါကိုရှင်များပြောတာလေ အဲ့မဟုတ်ဘူးရှင်များရဲ့မနတိကာရလို့ခေါ်တယ်ပါဠိတော်တော့ရှင်မှန်အောင်မပြောနိုင်ဘူး ရှင်များအဲ့ဒါကိုပဲ မနိကာလို့ပြောလိုက်အဲ့ဒါမှားအောင်အဲ့စကလုံးလေးစပြန့်နေရှင်များဟောမြတ်တဲ့အကုန်ပြ no အေးမှန်တယ်စာ ဟို ဖို့ မနတိဆိုတဲ့စိတ်ရဲ့သဘောကိုပြောတာ ဟုတ်တယ် ပြီးတော့အကြောင်းရှင်မြောက်မပြောချင်ဘူးဆိုတာဟိုမန်နေရဟိုဘာခိုင်းဆရာနဲ့ပြောတယ်လို့ပဲဟိုခန္ဓမာဓာတ်တောင်ဆိုဒုက္ခပဲ အဲ့ဒါကမှန်တယ်ဒီပြတော့ပြောကြဒီပြောတဲ့ဟာကိုအကုန်လုံးနားမလည်တဲ့လူရှိရင် no နားမလဲတာအရင်ကြီးကတပည့်တော်ရှင်ပြားတို့ကဘုရားတရားတော်ကိုမပြည့်ရွံ့အောင်သတိထားရမယ် ဟုတ်တယ် ဆိုတော့အဲ့နေရာမှာ အတန်ဟိုနားမှာလားအဓိပ္ပာယ်နားမှာလား အရေးကြီးတာအတန်ရောအဓိပ္ပာယ်နှစ်ခုလုံးကိုနားမှာအတန်မှဆိုရင်အဓိပ္ပာယ်ကပြောင်း အဲ့ သွား ဒါကတပည့်တော်ပြောတာ ကြောက်စရာကောင်းတယ် နားတယ်လို့ပြန်ပြောတာမဟုတ်ဘူးလား no မဟုတ်နားမလဲလို့ပြောတာအရှင်များပြောလိုက်တဲ့စကားကြံတဲ့ ရှင်များ တကားတကမတွေတပည့်တွေကိုခုနဝိဇ္ဇာနဲ့တဏှာလွဲထားတဲ့ကိစ္စအရှင်များအတွက်အရေးကြီးတယ်လို့ဒီလိုပြောတယ်အဲ့ဒါမုန်းစိတ်မဟုတ် ဘယ် ဘူး သူတွေကအရေးကြီးတာလဲအဲ့ဒီပြောတဲ့လူပုဂ္ဂိုလ်တွေရှင်များပြောဘယ်သူတွေကအရေးကြီးတာလဲဘယ်သူတွေကနားမလဲတာလဲ ဟောအရှင်ဘုရားကိုယ်တိုင်နားမလဲတာအရှင်များဝိဇ္ဇာနဲ့တဏှာကိုမကွဲဘူး ဟောဟုတ်ပြီ သူကသူ့ရဲ့တတိစီရှိ အဲ့ဒီဒါဆိုသူ အဲ့တော့အခုဒီကိုရောမှာဝင်ပြောတော့အရှင်များ ပြောပြမယ်အဲ့ပြောတဲ့ပုဂ္ဂိုလ်တွေအပယ်ပေးပြီလား no ပဲပိတ်တယ်ဆိုတာစကားပြောလောက်အောင်စကားလုံးနဲ့ပြောလို့မရဘူး မဟုတ်ဘူးသူကပြောချင်တာက အရှင်များကိုယ်ကိုပဲပိတ်ပြီလို့ရှင်များပြောနေတာ ပြောနားတော့ဒီတော့မေးတော့ရှင်များဖြည့်ကြည့်အဲ့ဒီပြောတဲ့ပုဂ္ဂိုလ်တွေကသူတို့ကိုယ်တိုင်ကျင့်ပြီးပြီလားအပယ်ပေးပြီလား အဲ့တော့အပေပိတ်မှာအဲ့ဒါပြောမှာလားအပေမပိတ်ရင်မပြောရ မ ဘူး ဟုတ်ဘူးသူကပြောချင်တဲ့ဟာကအဲ့ဒီရဲ့ key point မှာစာနဲ့ခန္ဓာနဲ့နှစ်ပိုင်းကိုရရှိတယ်ခင်ဗျာ အရှင်များအပေပိတ်ပဲပိတ်နေကိုအပေပိတ်ပြီလို့အရှင်များအရိယာလို့ပြောချင်တာလား မဟုတ်ဘူးဒီတော့ပြောချင် ပြောနိုင်လားပြောနိုင်လား တပိတော့ဒီဆုံးမတဲ့ဆရာပြောတဲ့လူဒီဘယ်အဆင့်ရှိလဲဆိုတော့အရင်လေ့လာ အဲ့ဒါပြောအခုရှင်များကိုမေးပြီ မေးပြော အရှင်များကိုအရိယာဖြစ်ပြီလို့ပြောတာ အဲ့ဒါကိုတပိတော့ပြောတာကြားဘူးလား ဟမ်အခုရှင်များအပေပိတ်ပြီလားလို့ပြောတဲ့စကားအရှင်များတပိတ် မေးတာလေတပိတော့ကအပယ်ပေးလို့ပြောတာခင်ဗျားကိုခုတော့မေးတဲ့ရှင်မြတ်စကားကိုကတိကဖက်မပြောနဲ့ no စကားပြောတာရိုင်းတဲ့စကားမျိုးစော်ကားတဲ့စကားမျိုးမပြောနဲ့ တီတီတက်နဲ့ပြော တီတက်နဲ့ထားပြောအောင် ပြော လား တာကသူ့ကိုပြော ကတိကဖက်လို့စော်ကားတာအရှင်များတို့မစော်ကားဘူးပြီးတော့တကယ်ကိုဝမ်ပီဝကန်ကျူဆိုတယ်အရှင်များမှာစိတ်ဓာတ်အောက်တန်းကြရဆိုတာတစ်ဖက်နဲ့တစ်ဖက်ကြားမှာရန်လိုတဲ့စိတ်မထား တပိတော့မစား တပည့်တော်မေတ္တာနဲ့ပဲအရှင်မြောက်အခုကဒါလေးတွေဒီလိုမဖြစ်စေနဲ့ဒါလေးကိုသတိထားတပည့်တော်အရှင်မြောက်ဝါကြီးတယ် မှန်တယ် အရှင်မြောက်တပည့်တော်အောက်မှာထိုင်ခိုင်းလို့ရတယ်တပည့်တော်မဟုတ်တရိုးတသေးရောငါစီမှာယဉ်ကြီးတယ်ဆိုရှင်မစိတ်တက်ချင်းမတူဘူး မှန်တယ် အရှင်များလာတာရန်လိုတဲ့စိတ်နဲ့ဆိုအရှင်မြတ်ဒုက္ခရောက်တယ် ဩဒုက္ခတ ပြီး ရှိ တော့အခုပြောတော့အပေပိတ်ပလားဆိုအပေပိတ်တယ်ဆိုတာဘာကိုပြောချင်တာလဲဘယ်စကားကိုအပေပိတ်တယ်ပြောတာလဲ အဲ့ပြောတဲ့လူတွေကိုယ်တိုင်ကနားလည်မှပြောလို့ရတယ် no မဟုတ်ဘူးအရှင်ဗျာအရှင်ဗျာက Facebook မှာတင်လိုက်တယ်ဒါကို edit လုပ်ပြီးတော့ပို့လိုက်တဲ့အခါမှာဦးစင်းလေးတော့ဒုက္ခပဲဒီအမိုင်းနဲ့သူဟောပြနေတာယောဂီတွေအများကြီးရတယ်အရှင်ဗျာလူမိုက်လဲလူမိုက်အရာသူမှပြည့်တတ်ရှိတယ်ပြည့်တတ်ကအဓိကမဟုတ်ဘူး မှန်တယ် ကိုသိဖို့အရေးကြီးတာအပေပိတ်လားအပေပိတ်လားမင်းကိုယ်တိုင်အပေမပိတ်ဖဲနဲ့အပေဆိုတာမပြောနဲ့အဝိဇ္ဇာနဲ့တဏှာတောင်မကွဲတဲ့သူကအရှင်မြတ်တရားပြတာအရှင်မြတ်လိုင်းလေးတွေဘာပြတယ်ဘာကိုပြောတယ်ငါရှာအရှင်မြတ်လို့ငါရှာဆိုတဲ့စကားကိုတလုံးနဲ့ပြောတော့ကျန်တဲ့လူလက်ခံတယ်အဲ့ကဓမ္မအေးစီမှပြောမယ်အဲ့ဒါလေအရှင်မြတ်စော်ကားဖို့တိုက်ခိုက်ဖို့မဟုတ်ဘူးဒီလိုလေးပြောရင်တော့အရှင်မြတ်တက်လည်းအသက်ရှိမယ်နောက်ပြီးကိုယ်ကိုယ်တိုင်လည်းအမှန်သိလာမယ်အရှင်မြတ်ပြီးသလောက်ကလေးကိုဟုတ်တာပြီလို့ထင်နေရင်အရှင်မြတ်တွေလည်းမှန်တယ်ပြောမတားဖူတာဖြစ်နေတယ်ပြီးတော့စာနာမိတာ မှန်တယ် ဒါကြောင့်ပြီးတော့မှလာပြီးပြောသွားစင်တော့လေပြီးတော့အရှင်မြတ်ရဲ့လာခဲ့တဲ့တက္ကမရှိသေးလားသူကလည်းတရားတော်အရှင်မြတ်ကိုတကယ်ကိုဖျားတော့ကိုယ်ပဲပြောတာတပြီးတော့ပြောတော့သူနားလေတယ်နောက်ဆုံးသူကအရှင်မြတ်ကိုတားလိုက်တယ်ဩဆရာတော်ပြောတော့အရှင်မြတ်နည်းနည်းနားမလည်ဘူးဖြစ်နေတယ်သွားကြပါလို့သူပြန်ညတာအရှင်မြတ်ပြန်တာ မသိဘူးရှင်မအဲ့ဒါသူတို့ပြောချင်တာ ဘယ်လိုမသိလဲ ကမသိဘူးဆိုတော့သူ့ရဲ့အမြင်ရှုတော့နေအဲ့ဒါကတပိတော်ရဲ့တပည့်လည်းဖြစ်တယ်တပိတော်ကအများနဲ့တုံတင်ပြီးတော့သူ့ဆုံးမပြီးတော့လမ်း သူဘာကြောင့်သူကအရှင်မြတ်မနေတာလဲ မနေတာဆိုတာကဖျားနဲ့ဥဒ္ဒပြောပြမယ်မြတ်စွာဘုရားနဲ့ရဟန္တာ မနိုင်ကောင်းတာတွေတာအိမ်မနိုင်နဲ့ဘုန်းကြီး ဟုတ်ပြောတာနားထောင်တပိတော်ကဥပမာတာရကားကြီးရှိတယ်ဥပမာစောင်းမျိုးပြောပြဖျားဟုတ်ပဲတပိတော်ကဟိုရှင်နာမဟုတ်ဘူးဘုရားရဲ့တာရကားကိုကြည့်ရမယ်မြတ်စွာဘုရားရဟန္တာဖြစ်တဲ့လူတွေကဘုရားနာမှာနေကြတယ်ရဟန္တာတွေကတော့ ဒုက္ခပဲရှင်မြတ် ဟုတ်လေအဲ့မေး ရှင် ဖို့ မြတ်ဒီလိုအဲ့ဒါပြောတာမြတ်စွာဘုရားမှာယန္တာ900နဲ့နေတာတဲ့ ဟာ တခြားနဲ့နေတာမဟုတ်သူတပည့်နဲ့ ရ သူ ဟန္ အ တာ င်းနဲ့ ပဲရှိရတာ ဒုက္ခပဲရှင်မစကလုံးနဲ့လာမပြောနဲ့ဖခင်ကသူ့ပြိတ္တနဲ့သူနေတာသူ့ကိုမုန်းသွားတဲ့သူဆိုတဲ့နေရာမှာလေသူ့ကိုအပြစ်တင်တဲ့သူရဲ့အကုန်လုံးပေါ်မှာ
ပိုင်းခြားပြီးဘုရားကမေတ္တာမပြတ် ရှင် ဘူး များလူရင်းကိုမရောက်ဘူးဖြစ်နေတာအဲ့ဒါကိုပြောပြပြောပြ ခုတပြတော့ပြောတာရှင်များလူရင်းဟာ ရှင်များမဖြစ်တပြတော့မေးတဲ့မေးခွန်းကြတော့လည်းရှင်များမဖြစ်နိုင်ဘူး ဘလို့ဘာလို့မဖြစ်နိုင်မဖြစ်နိုင်ဘူးလို့ဘာနဲ့ဆွဲ ဘု တာ ရားနဲ့မနေတိုင်း ဘယ်အကြောင်းဆိုရှင်များဝိလာနဲ့တဏှာတော်မပြင်းမဲ့လူကတပြတော့ဆွဲတယ်လို့ပြောတာမျိုးမှာတပြတော့တလုံးရင်းချပြတာဘာလို့ရှင်များနဲ့မှနေတဲ့လူရှိသေးလားဘာကြောင့်ရှင်များကိုမုန်းသွားတယ်ရှင်များရဟန္တာလို့ပြောလိုက်တဲ့ကိုတော်လေးရှိသေးလားဒါကြီးအကုန်လုံးမေးလို့ရတယ် ဘယ်သူရဟန်းတာလို့ပြောတာ ဟောအရှင်ဘုရားသူ့အမှုနဲ့တောင်းဒေါက်တာလေးလေ ဘယ်သူကပြောတာတပည့်တော်ပြောခဲ့ရှင်များထောက်ထားနေဗျ ဟောအရှင်ဘုရားအဲ့ထဲမှာရှင်မိကိုမိခိုင်းတယ် မဟုတ်လေမေးခွန်းကကြတော့ရှင်များတပည့်တော်ကပြန်ပြောပြရှင်များဟောနေတယ်ပဲကဲဖြစ်ပျက်ကဘာသက်စာလဲ ဟော တော့ဥပမာပြောပြမယ်ဖြစ်ပျက်ကဘာသက်စာလဲရှင်များတို့ဟောနေတယ်တရားစကားမှာမဟုတ်လား ဟုတ်တာပေါ့ ဖြစ်ပျက်ကဘာသက်စာလဲဒုက္ခသက်စာသိတာဘာသက်စာလဲ ဒီသာကသမု မူ ဒ္ဒ ရ ရာ သက်စာကဲသိတာဘာသက်စာလဲ မကသစ္စာပေါ့ ကနောက်ခန္ဓာပြန်မလာတာ နိရောဓသစ္စာ ရောက်ပြီလား ဟောရောက်တာပေါ့ ဟုတ်လေအဲ့ဒါတခါတည်းနိဗ္ဗာန်ရောက်ပြီလား ဟောတော့ရောက်တယ်တော့အမခံပြောနိုင်တယ်ဟိုတော့အခုရှင်းပြမယ်ရောက်ပြီလားဆိုပြီလားဆက်ဆက်မေးမယ်ဆိုဆက်မပြောကန် အခုပြောပြမယ်အဲ့တော့အကုန်လုံးရောက်သလား ခက်တယ်ရှင်မကိုကလည်းဘာမှမ အဲ့ တ ဒါ တ် ရှင်များပြောတာလည်းပြီးတော့ခတ်တယ် ဟုတ်ဘူး ရှင် ကိုက များပြောနေတဲ့စကားလုံးတွေအားလုံးကသူတို့ရှိတဲ့တရားသူတို့ပဲသိတာလေရှင်များကဘာနဲ့တိုင်းမှာတော့အဲ့ဒီလိုပြောကြတဲ့ ရှင်မညာနာပရိညာနဲ့တိရဏပရိညာလည်းမကွဲသေးဘူး ဩ ရှင်မဟောတယ်ဟောရှင်မမတတ်တာတွေကိုတနိုင်ငံလည်းမသိလဲအက္ကဓမ္မအမြဲတမ်းသိတယ်ဒါမှမပြောရတာအခုကရှင်ညာနာပရိညာကိုလည်းနားမလဲ ညာ ခုပြောနေတာတိရဏပရိညာလည်းရှင်မမသိဘူးဟောကိုပြောချင်တာနဲ့ဆရာတော်ကြီးတဲ့သွား ရှင်များလည်းအဲ့ဆိုရင်ဘာဖြစ်လို့ဒီဟာကိုသူများပြောတဲ့ဟာပေါ်မှာ तू ကဘာကိုပြောလဲဘလို့ဆိုလဲတပည့်တော်ကရှင်များမဆွဆွဲရအောင်လေယဟန်ဆိုတာက तू ကယဟန်နာလို့ အခုမဆွဆွနဲ့ရှင်မြစော်ကားစော်ကား ယဟန်နာလို့ရှင်များပြောတယ်ဆိုတာတပည့်တော်ပြောသလားရှင်များထောက်ထားရှင်များပြောလို့ရမှာ အရှင်များကဒကမကြီးကိုသူ့သားကိုမေးခိုင်းတယ်ဆရာဝန်လေးကိုကဲသူကတန်မြာလွတ်ပြီးငိမ့်ပြီဆိုပြီးပြောတဲ့စကားတွေက အဲ့ဒါတပည့်တော်ကအဲ့ဒါဆိုယဟန်နာလို့ပြောတာပါသလား no အဲ့ဒါကိုတက်ရောက်စီတဲ့စကားတွေကအရှင်များဒုက္ခရောက်မှာ မဟုတ်တက်ရောက်စီတဲ့စကားကဒုက္ခရောက် ပြီးတော့အခုနပြောလို့အပေပိတ်ပလားမေးတော့မေးတဲ့သူကပိတ်ပြီလားလို့ပြန်ပြောရမှာ မှန်တယ်အဲ့ဒါကိုတပည့်တော်ပြောချင်တဲ့ဟာကရှင်များမေးနေတဲ့ဟာ ဒီတော့အဲ့ဒါအရင်မကြည့်ဘူးတော့အားလုံးအတွက်ကိုစိုးစီနေပြီအောင်နော် အမှန်မစိုးမစားဘူးရှင်များခဏပဲ ဟော အဆင်ပြေတော့နီးပါတယ်ပြန် နီးလားဒီကနီးလား တိတ်မဝေးပါဘူးဘယ်နဲ့ရှိတယ်ဒီနေ့ဦးစင်းနဲ့ကြာမယ်တင်တယ် ဟုတ်ရတယ်ဆိုတော့ ဟမ် ဆယ်နိုင်ထိုးသွားပြီဒီလိုပါဟိုအရှင်ပြားတို့လည်းပြီးတော့ဒါတကယ်ပါဟိုမိတ်ဆွေရဲ့အနေနဲ့ပဲအားလုံးကိုလည်းဒါအခုဒီပြီးတော့ねဥတုတရားနဲ့ပြောတာဒီပြီးတော့ကိုညီကြီးတယောက်လို့တရားသမားတယောက်အနေနဲ့ပြောတာပါသူ့ရဲ့အောင်မြင်မှုတွေဟာအကုန်လုံးလိုက်ဟောတာတို့မြင်နေဝမ်းလဲဝမ်းသာတယ်တာနာမှုနဲ့ခရိယန်အစ္စလာမ်တွေလည်းတာနာပြုနေရတယ်ဟုတ်တယ်နော်အဲ့လိုပဲဟိုလက်ကတိုက်တွေဟလာဘိုးတော်တွေလုံနေတာပဲဒီပြီးတော့အားလုံးကိုလက်ခံယူပါဒါနဲ့တရားမှသွားရင်တန်မြာပိတ်မှာကိုယ်ပဲပိတ် ခုဆရာတော်လိုက်နေတာ no မရဘူးဘာလို့လဲ လိုက်လို့လာမလို့လာထားပါတော့ပြီးတော့ဆရာတော်ပြီးတော့ပြည်တယ်လေးဆက်ပြောနေတာပေါ့ခုဆရာတော်ရှင်သူပြရပဲဝိဇ္ဇာနဲ့အဝိဇ္ဇာနာလည်းပဲကွယ်ဒီခေါ်တဲ့တရားတွေပဲနာယောနီတော်မနေတိတာဆရာတော်ပြောတဲ့အထက်မှာပါမယ်ပြီးတော့ဒိဗ္ဗေကြီးကသူ့မှာရှိပြီးသားပါပဲဒါပေမဲ့ဒီပြီးတော့လို့ဒီဆရာတော်မဟာဝိဟာရဆိုလို့ရှိရင်လည်းတက်တော်မာတော်လည်းကြီးတယ်တက်တော်လည်းကြီးတယ်ပေါ့နော်ပညာရေးချင်းလည်းရှိတယ်ဆိုပါတော့အဲ့ဒီမှာဆရာတော်သူပြရမားတယ်ဆိုလို့ရှိရင်ဒီလိုမျိုးမြင်ရတော့အေးစစ်စစ်ဆွေးနွေးဖို့မှားတယ်မားတဲ့အတိုင်းဆရာတော်ပြန်ပြီးတော့ မဟာဝိရကဘယ်လိုပြော မဟာဝိဟာရတော့ဆရာတော်ဒီကနေ့ပြောတာ ဘုရားကြီးဘုရားကြီး ဘောထောက်ပြောတာဗျာ အခုပြောတာပြီးတော့ရှင်းတယ်ပြီးတော့သူ့ကိုဝမ်မလီကန်မှာသူနဲ့လုံနေခဲ့တယ်ဟိုတိမ်လေးက ငင်းကြမ်းပါ ဘုန်းငိမ့်ညမ်းနေဒါပေမဲ့အမှန်မသိတဲ့အခါကျရင်ပင်မန်းနေပူလောင်နေတယ်တပည့်တော်ကဒေါသဟိုရှိတယ်ဆိုတာကိုရှိနေတယ်သူကဒေါသကင်းတယ်လို့မပြောပါဘူးဒါပေမဲ့မြစ်တာတော့တတ်နိုင်ညာထားပါတယ်အခုလဲဟိုအရှင်ကြားနဲ့ပြောရသူနဲ့တွေ့ရအရင်ပြောလို့ရနောက်လဲအရင်တော့လည်းမိတ်ဆွေချင်းဖြစ်လို့ဒီမှာလဲလာခဲ့တယ်အဲ့တော့သူဘာလို့လာလဲသူတရားမိမဲ့တရားဆွေးနွေးမယ်နဲ့လာတာရန်ဖြစ်ဖို့လာမှုဒါပေမဲ့သူပြောနေသူစိတ်ထက်မကောင်းတာဟောဦးစင်းလေးတော့တော်တော်စိတ်ထက်တန်းနေတယ်တပည့်တော်လည်းဖြစ်ခဲ့ဘူးလားဟောပြီးတော့သူ့ဝါလောက်ကပြီးတော့လူဘွားမှဒီတရားတော်ကြီးဟာတနိုင်ငံလုံးငါရှင်းတော့မှဆိုစိတ်နောက်ကြတရားဟောရရဟန်းဖြစ်တော့ငြိမ့်လိုက်တော့တော်ပြီငါအားလုံးပြောတော့ဘလူးမှလည်းမဟောတော့အဲ့လိုနေတာဒါပေမဲ့အမျိုးဘာသာတာနာဒီလုံနဲ့တရားသဘောလေးနဲ့ထည့်ပြီးတော့တပည့်တော်ကလောက်တာအဲ့ဒါဘာလဲဆိုတော့တရားကိုလိုက်မပြိုင်တော့ဒါပေမဲ့မတိတဲ့သူရှိမေးမယ်ဆွေးနွေးပြီးမယ်ဒါပေမဲ့တပည့်တော်ဆွေးနွေးခဲ့တဲ့သူကဥတူရိယဆိုတာတကက်အဖျားလောက်ကလေးတပည့်တော်ဆရာတော်ကြီး
တက်တော်ရှည်ကြီးတကယ်ကိုအခုပြန်လုံးတော်မူသွားတဲ့ဟိုဘယ်လိုလဲခုနအနေစာဆရာတော်လူအဲ့လိုပေါ့ဟိုအဖွဲ့ကြီးတွေမှာခုနပိုင်းနာရမရွှေတောင်ကုန်းတို့အဲ့လိုဆွေးနွေးကြတာဒါကြောင့်သူ့အပေါ်ဒီနှိမ်နာမဟုတ်ပါဘူးဒါပေမဲ့လွဲနေတာကိုလေလွဲတယ်လို့မပြောရက်လို့အေးအေးစိကြမှာပြောကျင်တယ်ဆိုတော့သူကလည်းမှတ်တမ်းနေတင်တော့ဂိုင်းဒါလေးတွေပြောကျင်နှိမ်နာမဟုတ်ပါဘူးခုနဥတူရိယကဘာနဲ့ကြည်မှာမဟုတ်ဥဒ္ဓမသာရဒီနာကြလာမကြရဘူးဆိုတယ်လို့ပဲတပည့်တော်မိတော့တကယ်ကိုဒီနာကြားရှင်တော့ကိုနဲ့တူနေတော့ အဲ့ဒါကတကယ်ရှင်များဥဒ္ဓမဒီဥဒ္ဓမသာရကိုရှင်များကိုယ်တိုင်တကယ်အဲ့ဒါစိတ်အမှန်နဲ့ပြောတာလား မှန်တော့စကားကြောင့်တပည့်တော်ရဟန္တာမယ်ပြန် ဒေသနာကြားတက်လားဆိုတာကရှင်များဒေသနာကြားဖို့မေးတာလားသူ့ရဲ့အားနည်းချက်ကိုရှင်များပြောတာလား ဩအဲ့ဒါပြောအရှင်မြတ်အစားဆုံးမကြည့်ဘူးနဲ့တူတယ် အစားသုံးကြည့်တာဗောရှင်များရဲ့ မဟုတ်ဘူး အဲ့ဒါကတပည့်တော်ပြောပြမယ်အဲ့ဒါကအမြင်တစ်ခုကတပည့်တော်တယောက်တည်းမြင်နေဆိုရင်တော့ဒါထားပါတော့ရှင်များလူတိုင်းကရှင်များမေးလိုက်တဲ့စကားလုံးကရှင်များပြောတဲ့စကားလူတိုင်းသိတယ်ရှင်များဘယ်လိုပဲဖြစ်ဖြစ်တပည့်တော်ကဘယ်မှမပါဘူးဒါနဲ့ရှင်များစေတနာမှန်တယ်ဆိုလဲရှင်များပြီးတာပါပဲလေစေတနာ အခုလည်းကြည့်လို့ရတယ်တတန်နေရာလုံးလည်းကြည့်ရတယ်တရက်ထက်နဲ့မပြီးဘူးရှင်များလုံးရက်ကိုတသက်လုံးရှိလို့တတန်နေရာလုံးရှိပါတပည့်တော်နိုင်ငံညာလမ်းပြီးမင်းအတွက်အက္ခဓမ္မအခုမပြောဘူးဘာဖြစ်ရင်မလုပ်ဘူးဟိုးဗာလေရှင်များတို့လွန်လေးသားရှင်များတို့တုံးနေတဲ့ခုနကဗာလေညမနာဥမောင်မောင်ဖြစ်လာပြီးတော့ကိုရောက် ဘယ်စကားပြောတာပြန်ပြောဘယ်ပြင်းမနာဥပမာဦးနဲ့သုံးတာလား မဟုတ်ဘူးလေ ဟုတ်လေရှင်များသုံးနေတဲ့စကားလုံးမထည့်နဲ့ပြန် မဟုတ်ဘူးလေပြင်မနာဥမောင် အဲ့ဒါထည့်မပြောနဲ့ထည့်မပြောနဲ့တပည့်တော်မသုံးနဲ့ရှင်များသုံးတယ်လို့မဆွဆွဲနဲ့ဘယ်ဟာကိုပြင်းမနာဥပမာတလုံးမှမ မ ပါ ဟုတ်ဘူးအရှင်များတို့သိနေတဲ့ မဟုတ်ဘူးရှင်များသုံးနေတယ်လို့ပြောတာဒီမှာဒီလိုပဲရှိနေတယ် no ဟုတ် ဘဝမဆိုင်ဘူး အဲ့ဒါကရှင်များလုံးဝမဆိုင်တဲ့အောင်မရောနဲ့တပည့်တော်ကတော့ရောမှဆိုလို့အဲ့အောင်ခွဲထုတ်ပလိုက်တာအရင်တော့တပည့်တော်ကဝိပဿနာယာနိကတိတက်ပညာဝိမု ക്ത လမ်းလို့တပည့်တော်ကခေါင်းနဲ့တည်ပြီးတော့မှအဲ့ဒါက အေးပေါ့အဲ့စကလုံးတွေတွားတူတော့ဒါတွေ ခဏလေးပြောတာနည်းနည်းခေါင်းစဉ်လေးပြောပြမယ်ခေါင်းစဉ်ကဒီတက္ကမမောင်ကြီးကထည့်လိုက်တာ online ရောစကန်မှာ online ကြားစကန်မှာဝိပဿနာယာနိကတိတက်ပညာဝိမု ക്ത လမ်းမဂ်ကင်ရှိပါမစ္စည်းမပရိပါလဲလမ်းစဉ်လို့ဒီလိုတော့ကဒီလိုပြောလိုက်တာပေါ့နော်ဒါဒီလိုတော့ကဝိပဿနာယာနိကဆိုတော့တမထမပါပဲနဲ့မောဂုဆရာတော်ကြီးတို့ပြောလို့ဝိပဿနာယာနိကဉာဏ်ကြီးပဲတက်တက်သွားတယ်ဆိုတာကိုဆိုလိုချင်တဲ့အတွက်ပြောလိုက်တာအဲ့ဒါတွေကရောထွေးမှုတွေရှိတဲ့အတွက်ဒီလိုကိုယ်တိုင်အဲ့ပညာဝိမု ക്ത ကိုဖြောက်ပြတယ် အဲ့ဒါဖြစ်ခဲ့ဘူးတဲ့ဗော ဖြစ်ခဲ့ဘူးလားမဖြစ်ခဲ့ဘူးပြောတာတော့ပြဥမမောင်နဲ့မရောနဲ့တို့ပြောချင်တဲ့ဟာလေးအဲ့တော့တပည့်တော်သွားတဲ့အခါဝိပဿနာယာနိကတိတံကိုပြောတာအဲ့ဒါကိုတပည့်တော်ကလွဲတယ်ဆိုတာတပည့်တော်ကိုယ်တိုင်ကအားကြောင့်မို့လွဲမားတဲ့လမ်းမဟုတ်လို့နာမည်တက်လည်းမခံနိုင်ဘူးရောထွေးမှုလည်းအဖြစ်မခံနိုင်လို့တပည့်တော်ဖြတ်ချပြက်တယ်ဒါတော့သွားတာကတက်တက်သွားတဲ့လမ်းကြောင်း အဲ့စကလုံးလေးရှင်များသုံးခဲ့ပြီးတော့ပြောကြတယ်လို့ပါအခုရှင်များအဲ့ပြင်နာဥမမောင်တွေမှာသူတို့လည်းမလိလာပါဘူးပြီးတော့အမေရိကလမ်းနဲ့ကနေဒါလမ်းပို့တယ် ပြောချင်တာအမှန်တယ်တစ်ခါပြောလို့ရှိရင်စီငင်းချင်းနဲ့ရှင်များထင်းထင်းတင်းတင်းပြောရှင်များတို့အဲ့ဒါ ရှင်တို့တိတ်စော်ကားတာပဲအခုမစင်းညင်လားရှင်များပညာဝိမု ക്തി စကလုံးသုံးခဲ့လို့ကိုကိုယ်တိုင်ပြန်ဖြတ်ခဲ့ရလို့ပြောပြီလေ ပြောတာနားတော့အဲ့သူတို့နဲ့မဆိုင်ဘူးပညာဝိမု ക്ത ဆိုတော့ဖရာတရားကိုပြောနေတာဥမမောင်နဲ့မဆိုင်ဘူး အဲ့နာမည်နဲ့တူလို့အဲ့နာမည်တော့ရှင်များပြန်ဖြုတ်ခဲ့တယ်လို့ပြောတယ်မှာ အဲ့ဒါကဒီလိုပြောချင်ဥမမောင်မဟုတ်ဘူးဆိုတော့ဒီလိုပြန်ပြော အဲ့ဒါအရှင်များကိစ္စတပည့်တော်က ဆိုရင်ကိစ္စမဟုတ်ရင်ရှင်များရှင်းအောင်မေးတက်တဲ့မေး တပည့်တော်မေးတာရှင်းတယ်အဲ့ဒါတို့ရှင်တော်သုံးခဲ့တယ်ဆိုတော့အဲ့စကလုံးတွေသုံးခဲ့တာ ဖရာတရားဥမမောင်တရားမဟုတ်ဘူးအဲ့ဒါပြီးတော့ခေါင်းရလာပြီးတော့မရောထွေးနဲ့အဲ့ဒါတွေကဟို ရှင်များခေါင်းနဲ့ရောထွေးလို့ရှင်များကိုဖယ်ထုတ်ခဲ့တယ် ရောထွေးမှာဆိုတော့ရောထွေးမခံနိုင်ဘူးအဲ့တရားနဲ့ဘာမှမဆိုင်ဘူး အဲ့တော့ထဲ့သုံးခဲ့တာကိုတပည့်တော်မြင်ခဲ့တယ် ဥမမောင်တရားအဲ့တရားဥမမောင်တရားလားဖရာတရားလား ရှင်များအတင်းမပြောမှဘုရားတရားတွေအကုန်လုံးဘုရားတရား ဖရာတရားကိုဘာလို့ဥမမောင်ထည့်သုံးတာလဲ မဟုတ်ဘူးအဲ့ဒါအခုဆိုအဲ့ချိန်မှာဥမမောင်နာမည်ကြီးနေတာ မတူတဲ့နဲ့ဥမမောင်နာမည်ကြီးရတယ်တော့မသိဘူး အဲ့တော့ပြောချင်တာဗျာအဲ့လိုအဲ့ဒါကိုရှင်များအဲ့လိုပြောကြတာပြီးတော့ဝင်မဝေဖန်ဘူးဘာကြောင့်မို့ကိုယ်ကိစ္စလည်းမဟုတ်ဘူးအရေးကြီးတာကတနည်းတော့သိပါလိမ့်မယ်ဒါပဲတပည့်တော့လောက်ပဲပြောတယ်အခုလည်းအရှင်များနဲ့ပတ်သက်အဲ့လိုပဲပြောတယ်အခုလို့အရှင်များရောက်တော့လေဒီနေ့ family welcome ကြည်ကျင်နဲ့ပြောတာဒါပေမဲ့အရှင်များပြောတဲ့စကားလုံးတစ်လုံးနဲ့တစ်လုံးနဲ့မှာသူတစ်ဖက်သားကိုစော်ကားပြီးပြောတတ်တဲ့အကျဉ်းလေးတော့ဖြောင်းဦးကိုတော့သူတို့အတွက်ဟိုကန်ဆုံးမှဆိုလို့တက္ကသိုလ်ပြောတာခုနက ဟိုပြောပြတာရှင်များမဟုတ်ဘဲနဲ့တဘာတယ်ရှင်များအပြစ်တွေဝေဖန်နေရှိတယ်ခုနတပည့်တော်ရဟန္တာလို့ပြောပါတယ်ရှင်များဝေဖန်တယ်နောက်ကြတော့ဟိုဆရာ ရှင်များပြောတာဟိုကိုလိုလေးပြောတာကိုပြောတာ အဲ့ဟိုဆရာလေးဘာလို့ထွက်သွားတာလဲရှင်များဝေဖန်တယ်ရှင်များစလာတယ်က ဟုတ်တယ်ဝေဖန်တာလားရှင်များမေးတာလား ဟုတ်မေးပဲနေတဲ့ ဟုတ်ဝေဖန်တာနဲ့မေးတာလည်းမကွဲပြားဘူး ရှင်များဦးသွားနေတဲ့လမ်းကြောင်းပေါ်တရားလမ်းကြောင်းပေါ်သွားမှာလေရှင်များ အခုတရားလမ်းကြောင်းမှာ ဒီဟာတွေအားလုံး လူကပတ်ဝန်းကျင်ရှိတယ် ရှင်မဘာလို့ချက်နဲ့ပြောနေဆိုတာကိုယ်စိတ်ကိုရှင်များမသိတာတော့ဆိုးတယ် လုတ်ကြကဲဒါတော့ပမောင်စပြောချင်တာလို့ပါတပည့်တော်ကဥဒ္ဓမတာနဲ့ပြောတဲ့အခါမှာတပည့်တော်ပြောပါတယ်ချစ်လို့ပဲပြောမုန်းလို့ပဲယူလို့ပဲပြောတပည့်တော်ရဟန်းချင်းမှာတပည့်တော်အတူလဲသူ့ကိုတိုးတက်အောင်လုပ်ခဲ့တော့သူ့ကိုဖြစ်စေခြင်းလို့တပည့်တော်က
ကဲရှင်များတပြည့်တော့ပြန်တော့မယ်ဒါကြောင့်ရှင်များတို့တော့ဒေသနာကြားခြင်းနဲ့ရဟန်းချင်းတစ်ပါးနဲ့တစ်ပါးမှားခင်နဲ့ခွတ်လွတ်ပါဆိုတဲ့စကားလေးကိုပြောခြင်းလို့ဒါတပြည့်တော့အခုလည်းအယိုးသားပြောတာအားလုံးနဲ့အစအဆုံးကြည့်ရင်ရှင်းနဲ့ဖြေရရှင်းရှင်းလေးပဲအဲ့ဒီထဲမှာခုနလိုအတ္တမာနသူ့ကိုချိုးနေမှုသူ့ကိုအခက်ကိုကြုံမှုမဟုတ်ဘူးဒါပေမဲ့ဘာလို့ထွက်သွားတော့ဟောဗျာသူဒေသနာမကြောက်ဆောင်ရွက်ကြည့်ရပါတယ်ဒုက္ခဒေသနာမကြောက်ရင်ဥပုပ်ပြတာခက်မယ်ဥပုပ်ကပြလာတော့ထားပါတော့စကားပေါ်မှာစကားဆင်တော့အဲ့ဒါကိုဒီလိုမလွယ်ဘူးခင်ဗျာသူကဟိုဘက်ကရိုက်ထားအောင်ဓာတ်ရိုက်လွှတ်နေတာတပည့်တော့နောက်တနေ့ကျတော့လမ်းပြီးပြောလိုက်ပဲဥတပည့်တော့မိတ်ဆွေတော့ကိုရောရေးလို့တပည့်တော့မိတဲ့မိကွန်းသူ့ကိုရှောက်ကြပြီးတော့သူ့ကိုသွားအခက်ကြုံစီတယ်လို့အခုကလွတ်မလားလွတ်မှာဘူးလို့တပည့်တော့မလွတ်ဘူးလို့သူနဲ့တခါထပ်ပြန်ပြောမှာပဲလွတ်ရင်လွတ်မှာဒါပေမဲ့သူတို့မှလိုက်လွတ်နေတယ်ဆိုမကြောက်ဘူးဆိုတက်သွားတာတပည့်တော့အခုအရှင်များနဲ့လိုက်လွတ်လာလို့သူမိတဲ့စကားတပည့်တော့မြစ်တာပါမလုပ်ဘူး ဘယ်တော့ original ပဲသွားမှာဘကူနဲ့ပြီးတော့ကလိုအပ်ရင် live ပဲမှာ အခုရှင်မလွတ်နေလားလွတ်ရင်လည်းလွတ်ပြီးတော့လွတ်မှာ မဟုတ်မှန်တယ် ပြီးတော့အခု live မလွတ်ဘူးဒါပေမဲ့အခုလွတ်နေတာဒီက live လွတ်လို့ရတယ် live မလွတ် live မလွတ်ဘူး ထားတော့ကဲအဲ့တော့ထပ်ပြောရင်တော့ပြီးတော့ကိုဝန်ခံပါတယ်ဥပမာသာရပေါ်မှာပြီးတော့စော်ကားလို့သိလည်းမရှိသလိုဟိုသူ့ကိုဟိုဒီလိုအားနဲ့ချက်ရှိမယ်လို့လည်းမထင်မိဘူးနောက်ဆုံးသူ့ယောဂီတွေကြားတွေကတယောက်ကထားမိပြီးတော့ဒီเจ้าကြီးကဟိုဘာလို့ဟာလေခွန်เจ้าမဟုတ်သေးဘူးအဲ့ဒါပြောတော့ဟာတော့ကပဲဒီတက္ကမရှမ်းမှာငါလည်းရင်းနှီးတယ်ဟာဒါတွေကိုသူ့ရှိတယ်ပြောနေတော့ကြာခွန်ကြီးလားအမှန်မင်းလားဆိုတော့ဟုတ်တယ်ဟာသွားပြန်ပြီလို့တပည့်တော့အမြင်ကကျောင်းကကျောင်းနဲ့တူရမယ်တန်ခါတန်နဲ့တူရမယ်အဲ့တော့ကျောင်းကကျောင်းအောင်မှမရှိဘူးသီလရှင်ကျောင်းမှမဟုတ်ဘူးဓမ္မယုံမဟုတ်ဘူးတရားစခန်းမဟုတ်ဘူးဆိုရင်ဟာဒါလူလိုအရက်ကြီးလားဟာမိခွန်းနေအများကြီးရှိပြီဒါကိုညံနေမှာပဲကဲငါသူ့ကိုနှိမ့်တယ်လို့မပြောတော့ပါဘူးတပည့်တော့ရှော့ချတာနောက်ဆုံးပြန်ငန်းနေကြတော့ငါမိတဲ့မိခွန်းမကောင်းဘူးလားတကယ်ယူသားစွာပြောတော့ပါဖေ။ဤမှန်ကန်သောစကားကြောင့်ရိယာမြတ်မှာတပါချမလို့ပါဘူး။ပြည့်စုံတဲ့ဓမ္မကိုလည်းခုနပြောသလိုအရှင်များကသူ့အမေကိုမေးအဲ့ကိုတော်လေးကတက်တက်လုံးဘုန်းကြီးဝတ်သွားပြီဆရာဝန်လေးလေအဲ့တော့ဟောကောင်းရတာသူဘာလေးသိလဲသူတို့သားမိမေကုန်းကိုအရှင်များဘေးကထောက်ပြီးတော့ဟောအရှင်များလည်းလူမေးတယ်ဟိုနောက်ဆုံးတော့အခုအဲ့ဆရာဝန်လေးလူထွက်တယ်လို့ကြားတယ်ဟိုမဟုတ်တော့မသိပါဘူးတရားသဘောကတကယ်သာကိစ္စပြီးရင်ချမ်းသာတယ်အရှင်များလည်းလူမထွက်အောင်လေ အားကဒီလိုရှင်မကာယကံရှင်တိုင်းအမေဘူးပြည့်စုံမဲ့တဲ့တယ် အဲ့ဒါတွေအားလုံးလည်းတပည့်တော်ပြောကြပါတယ်တပည့်တော်ကဘာကြောင့်တော့ထိုးနဲ့တလူစော်ကားတယ်လို့အရှင်ပြတယ်နောက်ကလည်း သူတို့ဒီပြောတဲ့တရားတွေအားလုံးကသူတို့တရားပြောတဲ့လူကိုယ်တိုင်ကဝန်ခံဖို့နဲ့တောင်းယူမှုတောင်းဝန်ခံမှုရှိတယ်ဦးလေးတပည့်တော်ဟောနေတဲ့တရားတွေကလိုက်လွှင့်ပြီးပြောတာဟိုဖြတ်ညက်ကဘာတစ်ခုမှမပါဘူးလိုက်လွှင့်ပြီးပြောတယ်ဒီဦးစင်းတွေအားလုံးလည်းဒီတရားကိုဒီမှာပေါ်တယ်မယ်ဟိုလိုဒီ line မှာဘုရားအခုဒီလူတွေအားလုံးက line မှာလွှင့်လာပြီးတရားဝင်ဒီမှာ report တွေရှိတယ် ရှိတာပေါ့ အဲ့တော့ဒီတရားတွေအားလုံးဒီသူတို့ဘလို့မြင်တာလဲဘလို့သိတာလဲဘာလို့ဒီတရားတွေကိုဘလို့သိသွားလဲပေါ်မှာဘလို့ဝန်ခံလဲဘလို့အာမခံရရှိတယ်ဆိုတော့တပည့်တော်ကဘာမှလုပ်လို့မရဘူး